ကဲဝင်းကျမှာဘေတို့ပါကင်လို့အနည်းငယ်ရောက်လို့လာပြပြီးရနော်ကဲဒီမှာကြည့်ဒါကတော့ဒီချက်ခရော့တော့ရှားပါလေးဒီကောင်ကတော့3လေးလုံးမဲရမယ်နော်ဒါကတော့ရှားပါလုံးဒီချက်ခရော့တော့လုံးဝခေါ့တော့တီးတတ်နော်ခေါ့တော့တီးတတ်အောင်မှာမန်လေးရန်ကုန်ဈေးတက်တာပဲဒီလုံးလေးဆိုရင်နော်3လေးလုံးမဲရမယ်ကဲဒီမှာလာကြည့်တစ်လုံးကြီးပြသွားမယ်နော်ဒီတစ်ခေါက်ကဒါ cotton blouse ဒါလက်ရှည်ကြီးပဲကြားမရော cotton blouse လက်ရှည်လေးကြီးပဲကဲဒီမှာရှိုးလိုက်ဒါချီဖန်စီဒါချီဖန်စီက item ဒါအမြင့်လိုင်းကိုမှ A73 ဒါအမြင့်လိုင်းချီဖန်စီခေါ့တော့များမယ်ဒါကတော့လုံးဝရှားပါလေးချီကစ်ကတ်ဒါတကြမ်းမှာအရင်ရောင်းရမယ့်ပစ္စည်းနော်ဒီမှာချီကစ်ကတ်လေးဒါဒီမှာဖလန်ရှက်ကွက်နဲ့တူရဲ့အကွက်လေးကြမ်းပဲချီကစ်ကတ်တကြမ်းမှာလုံးဝထွားပြမဲ့ပစ္စည်းနော်ကျောင်းဆိုင်မှာလည်းဖောက်မှာဒီမှာဒါကတော့ကလေးပါတော့လူတိုင်းကြိုက်တယ်ကလေးပါမှာအရင်ကောင်းတယ်ဆိုမှ review ကောင်းလို့ရတာလေကျောင်းဆိုင်ကကလေးပါဒီလိုလုံးဝတက်စားကြမယ်45 kg BKK မိတ်ဂျပန်ထိုင်ဝမ်မဟုတ်ဘူးနော်ကဲဒါကတော့ဒီမှာဖလန်ရှက်ကွက်ကိုမှလုံးဝ quality ကောင်းမှကြကာလာကျောင်းစူကွဲနေပဲဖလန်ရှက်ကွက်ကျောင်းဆိုင်ကဖလန်ရှက်ကွက်ကြားမရောနော်ဒါဒီမှာဒါအေးဆက်ကွန်ဒါမတီရှက်အေးဆက်ကွန်လုံးဝရှားပါလိရန်ကုန်မန္တလေးဈေးတက်တာကြရမယ် BKK မိတ်အစ်စ်နော်ရန်ကုန်မန္တလေးဈေးတက်တာကြရမယ်ကဲကြံနေရလိုက်ပြပေးမယ်လုံးဝနည်းငယ်ရောက်လို့လာပြပေးတာဒါကကောင်းဝင်ရှင်မကောင်းဝင်ရှင်လုံးဝပစ္စည်းကွက်ကြီးလုံးဝလာနော်ဒါ BKK ကောင်းဝင်ရှင်ဒီနေ့ထပ်ရောက်တာနော်ဒါဒီမှာ BKK အောက်ကားခေါ်စတိုင်ပန်မတ်စတိုင်ပန်နော်ဒါ BKK စတိုင်ပန်အမဲတော့နည်းများမယ်ဒါပေမဲ့ quality ရန်ကောင်းတယ်ဒီမှာဒါကဒီမှာခုနပြောတဲ့ချီဖန်စီရောက်တယ်နော်ဒီမှာဒါချီဖန်စီဒါ grade A ဒါ grade A+ ချီဖန်စီနဲ့ grade A နဲ့ grade A+ မကွာနော်ပစ္စည်း quality ကိုရှုံးဒါ cross out ထွက်တာများမယ်ဒါချီဖန်စီတက်ဒါမှချင်းညဝတ်တွေဒီမှာချင်းညဝတ်ဒါဆိုချင်းညဝတ်လုံးဝရှားပါနော်ဒီမှာချင်းညဝတ် quality ကိုရှုံးလုံးဝ color line ဆိုချင်းညဝတ်တွေရောက်ထားတယ်နောက်ပြီးရင်စပတ်နေလည်းရောက်ထားတယ်ဒီနေ့ညနေဂျင်းရောက်ကားတွေဂျင်းစကတ်ရှည်တွေအကုန်ရောက်ထားတယ်နော်ဒီမှာလုံးဝဒါပစ္စည်းခုမှနောက်ဆုံးဝယ်တဲ့ပစ္စည်းဒါကဒီလို BKK အောက်ကားပုံစံပဲဒါကတော့အောက်စီးပေါင်းပြီအောက်မှာအစည်းလေးပါလိမ့်မယ် BKK အောက်ကားလိုပဲစတိုင်ပန်သားပဲအောက်စီးပေါင်းပြီလေပေါ်ဟိုမှာဂျင်းကြကနေလည်းရောက်ထားတယ်နော်ဒီနေ့ညနေပစ္စည်းအများကြီးဝင်ရှိတယ်ဒါအခုမနက်ပိုင်းလေးမှဝင်လာတဲ့ဟာလေးကိုတစ်ဖြတ်လာပြပေးတာဂျင်းအောက်ကားတွေဂျင်းစတက်တွေစတိုင်ပန်တွေထပ်ရောက်ရင်ဗီဒီယိုတစ်ပုဒ်နဲ့ထပ်လာခဲ့မယ်ကဲဝင်းကျင်မှာဒီနေ့26ရက်နေ့မှာ26ရက်3လမှာနော်ဝင်းကျင်မှာရောက်တဲ့ပစ္စည်းလေးကဲဘေးတို့ပါကင်လုံးကိုယုံကြည်စိတ်ရတာနဲ့ဝယ်ယူအားပေးနေဆိုမြကြီးနားဝင်းကျုပ်တတိယလိုက်နော်ကဲမန်းလေးရံကိုသေးတဲ့လုံးဝတက်တာကြရမယ်ဝင်းကျအမကန်နော် quality ကောင်း grade A+ ကိုပဲဝင်းနေရကြိုင်ပါတယ်ကဲအားလုံးပဲဝင်းကျုပ်လာခဲ့ပါပါကင်လုံး order ကို Viber နံပါတ်29808584ကိုဆက်သွယ်ပြီးမှာယူနိုင်လို့ TikTok CB မှာလာလဲမှာယူရလဲ Messenger မှာလဲလာပြီးမှာယူနိုင်တယ်နော်ကဲအားလုံးပဲတက်တာပါ